နာပေါ့လေယာယီဝင်ပြီးတော့အလုပ်လုပ်ရပါသေးတယ်အဲ့ဒီချိန်ကကြောက်လာတင်ပြီးတော့ရွေးခံရတဲ့အခါမှာအိန္ဒိယကိုမသွားဖြစ်သေးဘူးဗျမသွားဖြစ်သေးဘူးခုလိုကနိုင်ငံရေးအခြေအနေတွေပေါ့ဗျဦးနေဝင်းဥက္ကဋ္ဌကြီးဦးနေဝင်းဗိုလ်ချုပ်ကြီးဦးနေဝင်းကလမ်းစဉ်ပါတီပညာချက်ထုတ်ပြီးတော့မြန်မာလမ်းစဉ်ဆိုတဲ့လက်ပန်းစီလုတ်တဲ့အချိန်မှာနည်းနည်းတားစီအပိတ်ဆိုလေးတွေအဲ့ဒါတွေနိုင်ငံတကာမှာဖြစ်ပေါ်လာတဲ့အချိန်မျိုးဆိုတော့ပြီးတော့အဲဒီ scholarship ကို64 April လောက်မှာရွေးခံရပြီးတော့မသွားဖြစ်တော့ဟို6လအချိန်မီတာတို့နောက်ပြီးတော့အင်တာအောင်ပြီးသားပုဂ္ဂိုလ်သူတို့ဒီရင်းနဲ့ကြီးစီးတာအဲ့ဒါနဲ့ level ဘယ်လိုနေလဲတို့နောက်တစ်ခါကျတော့ဟိုဟင်ဒီတက်လာတို့ Sanskrit တက်လာတို့အဲ့ဒါတွေမိကုန်းတွေထုတ်လာတော့ပြီးတော့ကောင်းလဲကောင်းပါလေဗျ blessing in disguise ပါပဲရန်ကုန်တက္ကသိုလ်မှာပါဠိဌာနမှာတက္ကသိုလ်သွားသင်ဝင်ရတယ်နောက်ပြီးတော့မသွားပြည့်သေးတဲ့အတွက်ကြောင့်ယူရောကိုအလုပ်တစ်ခုကိုရတဲ့ဒီမှာသွားခံထားတယ်အဲ့ဒီအလုပ်ကစိုက်ပျိုးရေးပြည်သေးဌာနဆိုတော့ဥစုကြီးဆိုတာရှိပါတယ်ဗျဟိုတော့တစ်တော်ကဥစုတစ်တော်ကသူ့ရဲ့ special project ပေါ့ဟိုဥယျာဉ်နဲ့ပြည်သေးစိုက်ပျိုးရေး project ဆိုတော့မြေမြို့မှာဖွင့်ပါတယ်အဲ့ဒီမှာပြီးတော့အလုပ်ခံလိုက်ပါတယ်အဲ့ဒီမှာသွားနေရတယ်သွားနေရပြန်လာဥစုကြီးနဲ့တွေ့ရတာ blessing ပါပဲသူကဆေးပင်ဆေးရွက်တွေအကုန်လုံးအရန်သိတယ်ဝါသနာလည်းပါတယ်တော်တော်များများဗမာနာမည်ကိုသူပေးခဲ့မှတ်ပြီးအဲ့ဒါမျိုးတွေပြောပါတယ်ဟိုဒေရဒူးမှာတစ်တော်ပညာကိုအဲ့ဒီမှာသူရှိရနေပြီးတော့ပလက်စီနဲ့ပတ်သက်တဲ့ identification ကိုစိတ်ဝင်စားလာတယ်နောက်ဆေးပင်တွေမျိုးပြိုးတာမျိုးပွားတာတွေအဲ့ပညာတွေရခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာရန်ကုန်ကိုရောက်လာပြီးတော့ဟိုဆရာကြီးဥတ္တမြတ်ရှိမှာတက္ကရာနဲ့ဟင်ဒီကိုသင်ဝင်ရခဲ့ပါတယ်ဆရာကြီးဥတ္တမြတ်တို့ဆရာကြီးဥတ္တမြတ်ဆိုတာသတိပြန်ကြည့်ဥတ္တမြတ်ဆိုတာဒီကနေ့ဗမာပြည်မှာရေးထားတဲ့စာအုပ်ထဲမှာအပြည့်စုံဆုံးအကောင်းဆုံးကဆရာကြီးဥတ္တမြတ်နဲ့ဆရာကြီးဥတ္တန်ခင်တို့ရေးခဲ့တာသူစာအုပ်ရေးနေတဲ့ချိန်မှာပြီးတော့သူတို့ဌာန relation officer လို့ပေါ့သွားပြီးတော့ပြုစုရင်းနဲ့သူများသင်ဝင်ရခဲ့ပါတယ် anyway အဲ့ဒီကနေပြီးတော့64မှာအရွေးခံရတာ71တဲ့အဲ့ကြမှာသွားဖြစ်ပါတယ်1997မှာအဲ့ကြမှာသွားဖြစ်တယ်အဲ့ဒီကြားထဲမှာတော့ကိုထပ်ပြီးတော့ဖြည့်နေရတာပေါ့တင်ဆရာတော်ကြီးမှာတပြီးတော့သွားပြီးတော့သင်တန်းတက်ရတယ်တင်ဆရာအဲ့တော့မြန်မာနိုင်ငံမှာတိုင်းစစ်ပညာရဲ့လို့မရှိသေးဘူးလားရှိတယ်ဗျာရှိပါတယ်ဟုတ်လားရှိလို့ပဲဟိုဟာတွေကဟိုခုနဗိုလ်ချုပ်ကြီးနေဝင်ကအရင်တုန်းကကာနယ်ဘာကက်အစီရင်ခံစာတို့ဘာတို့မှာပြောထားတာတွေအကောင့်တွေပေါ်တဲ့အနေနဲ့ဒီစီမံကိန်းချက်ကိုလုပ်ခဲ့တာပါဗျာအဲ့ဒီစီမံချက်မှာပြီးတော့ပြောရရင်တော့ပထမဦးဆုံးဝန်ထမ်းပေါ့ဗျာဝန်ထမ်းခံပြီးတော့သွားရတာဟုတ်အဲ့တော့နာမည်လည်းလက်မြင့်မယ်လက်မြင့်ပါလက်မြင့်ပါဒါပြီးတော့နာမည်ကြီးတာသနံပါတ်ကြတော့တာသကပြီးတော့ဝိသီဌာနလည်းမပေါ်သေးဘူးဥပဒေလည်းမပေါ်သေးဘူးအဲ့တော့အရင်တုန်းကရှိတဲ့ဥပဒေနဲ့ဥက္ကဋ္ဌကြီးဦးနေဝင်လုပ်ခဲ့တဲ့ဥပဒေကရှင်းပါတယ်တိုင်းဆေးဆရာတွေကိုတာစာကိုသိပြီးတော့ emphasize မလုပ်ပါဘူးပြအဲ့ဥပဒေကလည်းနော်ဒီဌာနကအစိုးရပေးတဲ့သင်တန်းရှင်းပြီးတော့ရပိုင်ခွင့်ဟာဆိုတော့ဌာနမှာဝန်ထမ်းဖြစ်ခွင့်ဝန်ထမ်းလျှောက်ထားခွင့်ရတာတခုပဲရှိပါတယ်အဲ့ဒီအခါမှာတ
တိုင်းရင်းစေးကိုအဲ့ဒီတော့အနေနဲ့ညနေစီအောင်မြင်ကြည့်တယ်မှာဝါဒနာအရရောပညာအရရောစိတ်ဝင်စားကြတာကဆရာတော်တန်ဃာတော်တွေများပါတယ်ဗျ။ဒီလိုတိုင်းအခက်ကခုနဟိုတိမ်မြူဆရာတော်တို့ခက်ကတိမ်မြူဆရာတော်တို့အောင်မြင်နေတဲ့လုပ်နေတဲ့လုပ်တယ်လုပ်ကိုင်းတော့ဒီမှာဗျအောင်မြင်နေတဲ့တိမ်မြူဆိုလို့အဲ့ဒီကသိခဲ့တာပါအဲ့ဒီတိမ်မြူဆရာတော်လုပ်နေတဲ့ပုံစံကိုလည်းပြတာဘုံမူကြီးလာမိုးကအရန်သဘောကျပါတယ်ဗျအဲ့ဒါကိုဥက္ကဋ္ဌယူနေဝင်ရဲ့တောင်းပေးချက်အရာဘုံမူကြီးလာမိုးတော့ရေးရကော်မတီတွင်မှုဆိုတော့တော်တော်လေးကိုလုပ်ဖြစ်ပါတယ်ဗျအဲ့ဒီချင်းတော့အဲ့ဒီမှာဥပဒေအကြောင်းတပြီးတော့အဲ့ဒါနည်းနည်းပြောချင်တယ်အဲ့ဒီတော့ဥပဒေကဟိုပါပဲဆေးမကူရဘူးလို့တားစားလို့ပါလို့ဆိုတာကိုပြောရမှာဖြစ်ပါဘူးအဲ့ဒီဌာနပေးတဲ့သင်တန်းကိုအစိုးရသင်တန်းပို့ချတဲ့သင်တန်းကိုကအရေးကြီးစစ်စာမျိုးပဲသဘောမျိုးပါပဲ၄ပါးလားဆိုပြီးတော့ခွဲပြီးတော့သင်တန်းမျိုးပြီးတော့အလုပ်ဝင်လို့ရတာပါအဲ့တော့နောက်ပိုင်းမှာဒီလိုပြန်လာတဲ့အချိန်ကြတော့မှဒီဥပဒေတို့ဘာတို့ဌာနတို့လုပ်ရတာပါကျူလာအဲ့မှာဥဆောင်တာဘုံမူကြီးလာမိုးနဲ့ဒေါက်တာဦးတင်ဦးမြေသားဆရာဝန်တို့အမတန်ကျေးဇူးကြည့်ပြီးတော့အမတန်ပြီးတော့ခင်မီအောင်လုပ်ပေးတာသူကိုယ်တိုင်ဆေးမျိုးမျိုးကိုဆေးဖော်နေတဲ့ပုဂ္ဂိုလ်ခုနကဓာတ်လုံးတော့ဒေါက်တာပဲဒေါက်တာမြေသားဆရာဝန်ရုပ်ပြဒီဓာတ်လုံးတရခတ်တုံလို့ပါတော့ကိုယ်တိုင်အဲ့ဒါကိုတုံးပြီးတော့သူကလေးလာတဲ့သဘောမျိုးစာရေးလုပ်တဲ့သဘောမျိုးပေါ့ဆေးကူတာတွေပါလုပ်ခဲ့တာအဲ့တော့ဒီလိုအိုက်ဒီယာမှာပြောချင်တာတိုင်းရင်းစီဥပဒေကဟိုတုန်းကအခြေအနေကလုပ်ခဲ့တာတခုပဲထူးခြားမှုပါပါတယ်ဒီနိုင်ငံတော်ကပို့ကြတဲ့သင်တန်းတက်ပြီးရင်ဟိုလုပ်ခွင့်ရတယ်အစိုးရဝန်ထမ်းလုပ်ခွင့်ရတယ်ဒါပါပဲရှေးတွေနဲ့ပတ်သက်ပြီးတော့နှီးငယ်သွားပြီးတော့ဟိုဆေးမသုံးအောင်ဒီဆေးမသုံးအောင်ဟိုဆေးမဖွာအောင်ဒီဆေးမဖွာဘူးဆိုတာတွေပြီးတော့တိုင်းရင်းစေးအမြင်အရတိုင်းရင်းစေးပညာအရကြည့်ပြီးတော့လုပ်နိုင်ခဲ့ရတယ်အဲ့လိုမျိုးသူတွေလုပ်နိုင်ခဲ့ပါလေအဲ့တော့အဲ့ဒီဥစ္စာကဆရာတော်ဘုရားကြည့်တဲ့အတိုင်းပါပဲကိုဗစ်မှာတကယ်ဆေးကိုဖော်ကျင်တဲ့ခါကျတော့ဒီလိုမှဥရိယပေါ်နေပြီးတော့မလုံနိုင်တဲ့အခြေအနေကိုကြာတော့ကိုဗစ်ကြုံရပါအဲ့ဒါကြောင့်အဲ့ဒီမှာဦးဇင်းကစာထိုးလို့ဖြစ်တယ်ဟုတ်ပါအဲ့ကြောင့်မလို့လေဒီတော့ဟာတိုင်းစီဥရိနဲ့ကိုကြံပြီးတော့တိုင်းစီဆရာပညာရဲ့အမြင်နဲ့ကြည့်ပြီးတော့တိုင်းစီဆရာတွေပညာရှင်တွေထဲဝင်ပါပြီးတော့ဒါလေးဟာပထမဆုံးဒီလိုတိုင်းရင်းစေပညာခင်ဗျတိုးတက်ရေးအတွက်လုပ်ရမယ်လုပ်ငန်းလို့ပြီးတော့မြင်ပါတယ်ဗျတိုင်းရင်းစေပညာရှင်တွေတိုင်းရင်းစေမှာလေပတ်နေတဲ့ပုဂ္ဂိုလ်တွေတိုင်းရင်းစေပညာရဲ့အမြင်နဲ့တိုင်းရင်းစေဝါထုတ်လို့ရဥပဒေကိုဆောင်ရွက်ဖို့ပြီးတော့သင်ကြားကြတယ်နောက်တစ်ချက်ကတိုင်းရင်းစေပညာလွတ်လပ်ရှင်းသန်ခြင်းပါလေဗျတိုင်းရင်းစေအမြင်မပါတဲ့ဥပဒေမျိုးနဲ့ပြီးတော့လုပ်ရတဲ့အခါမှာလွတ်လပ်မှုမရှိဘူးလို့ပဲကလေးပြောပဲပြီးတော့ပြောအဲ့ဒီဒုတိယချက်ပြီးတော့နောက်တစ်ချက်ကအရေးကြီးဆုံး